မြန်မာပဲလားကြီးလေအော်တက်ဘာနေရာလို့ခေါ်တယ်စမုပကာစမုပကလားဟိုခြာချင်းဆောင်မဟုတ်လားတငယ်ချင်းတယောက်နဲ့ချိန်လာလို့ခြာချင်းဆောင်မလားဟောဒီမှာနေတာမကြသေးဘူးလားတဝဲလားဘိတ်တာနှစ်ယောက်လုံးပဲဆိုင်ကယ်တွေပါမကြရလားဆိုင်ကယ်ကြိုက်တယ်ကြိုက်လားဘာဆိုင်ကယ်တွေကြိုက်တယ်ဆိုင်ကယ်တွေမှာပဲကြည့်လို့ကြိုက်တော့ဘီအေတွေမျိုးပဲကြိုက်တယ်ဘီအေတွေကြိုက်တယ်ဒီကောင်ကြီးမကြိုက်ဘူးပေါ့ဘီဘီလူနဲ့ကြီးတယ်ဒုက္ခထိုင်းနိုင်ငံမှာနေတာကြာပြီလားထိုင်းနိုင်ငံမှာကြာပြီဆိုင်ကယ်ဘိန်းကြီးစီးတဲ့လူဆိုရင်တိလားတိတဲ့လူရှိလားနာမည်ကြီးတွေတဲ့အဖွဲတွေတဲ့ဟုတ်တရားကိုမျိုးတိတယ်ကိုမျိုးတရားပဲတိတာကျန်တဲ့လူမတိလားဟုတ်လားကိုမျိုးတရားပဲစီးရတာတွေ့ရတကယ်လို့ကိုမျိုးတွေ့ရတယ်ဆိုလို့ရှိရင်ဘာပြောပြရမလဲကိုမျိုးအတိပဲပြောပေးမလို့ကိုမျိုးပြိတ္တโอเคသူစီးတဲ့ဆိုင်ကအားကြတယ်ကိုမျိုးပဲโอเคကိုမျိုးပဲဥဒ္ဒစာလာမသိဘူးဘာမှမသိဘူးကိုမော်တီဘူးလားပြောဟုတ်လားကိုမျိုးပဲလားဟုတ်တယ်ဟုတ်တယ်အောင်ဒီတော့ဘုံရောပြီးဘုံရောသူရေးတယ်နေတာရမြလိုက်အောင်ပြီးတယ်မမီရောဒီမောင်းအောင်တွေ့တယ်ဘာလည်းမသိဘူးတွေ့ရဝမ်းတာတယ်ဝမ်းတာတယ်ဘဲလို့ပြောတယ်ဘဲလို့ဆိုဝမ်းတာတယ်တူရောကလေးတွေသိလားကလေးရှိဘူးမရှိဘူးဆိုလူကြီးတွေပဲစားပေါ့အခုရမှာရမယ်တော့မင်းโอเคသူကြီးရနော်ဟိုလာနေတယ်ဆိုတာဒီနေ့ပြလာတယ်โอเคကိုမျိုးသွားမယ်နော်ကျေးဇူးတင်တယ်နောက်လည်းအားပေးအောင်ဗီဒီယိုအမှတ်တရတင်လို့ရလားရလားဘာမှမဖြစ်ဘူးနော်နောက်ကောင်မလေးတွေတွေ့ပြီးတော့โอเคတောင်းမယ်တဒါ fighting ဆိုင်ကယ်အုတ်ထုတ်ကြီးဆောင်းလာတော့တများမသိဘူးပေါ့နော်မျက်နှာလည်းအလုံးပိတ်တာဆိုတော့အဲ့ဒါပြောရလေးတစ်ခုပေါ့နော်တော်များများကိုအားပေးတဲ့ညီကိုတွေတွေ့ချင်တဲ့ညီကိုတွေရှိတယ်ပေါ့နော်တွေ့ချင်တဲ့ညီလေးတွေအတွက်တွေ့ပေးတာဖြစ်ပါတယ်သူတို့ပြောသွားဆိုတော့ကိုလည်းဝမ်းသာတယ်ပီတိဖြစ်တယ်ပေါ့နော်ကိုထင်ကြီးလို့တော့မဟုတ်ဘူးပေါ့နော်ဒါဆိုတာတော့ကိုအမြဲတမ်းအကောင်းဆုံးကြိုးစားနေရတယ်ကိုရဲ့ကြိုးစားတဲ့ရလက်တွေကိုလည်းကိုကနေပြီးတော့ကွန်ပျူတာဖို့လို့တော့ဗောနော်ဘယ်သူမှကွန်မပြုတ်အောင်ကိုကွန်ပျူတာဖို့လည်းလိုပါတယ်အဲ့တော့ကိုလုပ်တဲ့အရာကိုသွားတဲ့အရာတိုင်းဗောနော်အားလုံးမှာစေတနာမေတ္တာလေးထားတယ်နွေးထွေးဆက်ဆံတယ်အားလုံးကညီကိုတွေပဲအားလုံးကတွေ့တဲ့တရားတဲ့ညီကိုတွေပဲเนาะသူတို့အခက်အခဲရှိလို့ရှိရင်ကိုမျိုးအများကြီးကုညီပေးလို့ရတယ်အခုလိုတွေ့လာတဲ့အချိန်မှာအမတ်တရားတချို့ပေါ့နော်ဟိုကတွားပြီးတော့နောက်မဆက်ပဲနဲ့ဒီတိုင်းတွားလိုက်မယ်ဆိုရင်တော့ဒါသိမှာမဟုတ်ဘူးเนาะဖြတ်သွားသူတို့ဘေးကဖြတ်သွားတော့ကိုမျိုးမှသိမှာမဟုတ်ဘူးအခုဆိုတာဟိုကနှုတ်ဆက်လိုက်တဲ့အတွက်ကြောင့်တယောက်တွေနှုတ်ဆက်ဖြစ်တယ်စကားပြောဖြစ်တယ်ပီတိပဲပေါ့နော်ဒါဖြစ်ကိုအားပေးတဲ့ညီလေးတွေလည်းအခုလိုတွေ့ခွင့်ရတော့ဝမ်းသာပါတယ်နောက်ထပ်ညီငယ်တွေနဲ့လည်းတွေ့ဖို့မျှော်လင့်ပါတယ်နော်ကိုမျိုးသွားရင်လာရင်လမ်းမှာတွေ့ရင်တော့အသက်နိုင်ဆုံးနှုတ်ဆက်ပေးပါတယ်ကိုကားနဲ့ဆိုရင်တော့ကုညီတာပေါ့နော် Let's go ကျောက်ထဲအိုင်မဲ